Menglawa kana Cuma mangsung ba Myanmarပြည်တွင်အမိတိုင်နေကြသောတိုင်းသားလူမျိုးပေါင်းစုနဲ့တကွဘာသာရေးများတန်တို့ကျွန်တော်ရန်ကြသမိုင်းတမှာသမိုင်းတပုတ်လို့ကျွန်တော်ထင်ပြလိုက်ပါတယ်ရွေးချယ်ခံပါလီမန်နဲ့လွှတ်တော်ကိုယ်စားလှယ်များပြည်တော်မူမြန်မာနိုင်ငံတော်၌ချင်းပါကိစီကဲအဆက်ဆက်ပါလီမန်တို့လွှတ်တော်ရောက်ကွယ်မြတ်တွင်ပါဝင်အရွေးချယ်ခံအာကန်စတေ့ဒေသခံအစ္စလာမ်ဘာသာဝင်လွှတ်တော်ကိုယ်စားလှယ်များ၏စည်ရင်များနိယရုအမီမဲ့စင်လာတယ်1936ခုနှစ် MGC ဦးဂွန်နီမာကင်ဘုဒ္ဓတောင်နဲ့မောင်တော်မြို့နယ်1946ခုနှစ် MLC ဥပကန်စစ်တွေ MLC ဦးဆူလ်တန်အဟမတ်မောင်တော် MLC ဦးအတူဂဖာဘုဒ္ဓတောင်1950ခုနှစ် MP ဦးအတူဂဖာဘုဒ္ဓတောင်မြောက်ပိုင်း MP ဦးအဘူဘရှ်ဘုဒ္ဓတောင်တောင်ပိုင်း MP ဦးဆူလ်တန်အဟမတ်မောင်တော်မြောက်ပိုင်း MP ဒါအယုံကောဒါဇူရာဘေကောမောင်တော်တောင်ပိုင်း1956ခုနှစ် MP ဦးအဇာမီယာဘုဒ္ဓတောင်မြောက်ပိုင်း MP ဦးဆူလ်တန်အဟမတ်ဦးဆူလ်တန်မဟမူဒ်ဘုဒ္ဓတောင်မြောက်ချာပြေ MP ဦးအဘူဘရှ်ဘုဒ္ဓတောင်တောင်ပိုင်း MP ဦးဆူလ်တန်အဟမတ်မောင်တော်မြောက်ပိုင်း MP ဦးအဘူလ်ခိုင်မောင်တော်တောင်ပိုင်း MP ဦးအဘူဂဖာဘုဒ္ဓတောင်မောင်တော်အထက်လွှတ်တော်1960ခုနှစ် MP ဦးအဘူဘရှ်ဘုဒ္ဓတောင်တောင်ပိုင်း MP ဦးဆူလ်တန်မဟမူဒ်ဘုဒ္ဓတောင်မြောက်ပိုင်း MP ဦးအဘူလ်ခိုင်မောင်တော်တောင်ပိုင်း MP ဦးရရှစ်မောင်တော်မြောက်ပိုင်း MP MA ဆူဘဟန်ဘုဒ္ဓတောင်မောင်တော်အထက်လွတ်တော်ဒုဒီတမိုင်းဟာပဒူရီတမိုင်းနဲ့မှာရူဟန်ဂျာတမိုင်းနဲ့မှာတမိုင်းတပုတ်လို့ကျွန်တော်ချင်းပြလိုက်တာလေကျေးဇူးပြုပါရွေးမြန်မာပြည်တွင်မိတိုင်နေကြသောပြည်သူပြည်သားပေါင်းစုံများနားတော်၍တစ်ချက်တက်ကြချစိတ်စားစရာကျွန်တော်တောင်းဆိုလိုက်ပါတယ်ဘာဖြစ်လို့ဆိုတော့အဲ့ဒီဘုချမောကြီးမြင်အွန်လိုင်းကျွန်တော်နေကြာရတာပမာပြမယူဟန်ရွမ်းကြမချီဘူးလို့အတောင်လုံးတကူသွားတော့တောင်းလိုက်တယ်ဒါပေမဲ့ဒါတော့အမတမမောင်းရတဲ့စကားလုံးတလုံးလို့ကပါတော့အတိအသတကူကိုတတ်တဲ့ပဲပြောင်းအောင်ချိုးစားတာဒါပေမဲ့တမိုင်းဆိုတော့တမိုင်းပဲ
အဲ့ဒီတမိုင်းဟာကဘာဘာကနေဘယ်တော့ပြောင်းနိုင်မှာမဟုတ်ဘူးဒါမှအဲ့ဒီစစ်တပ်ဆွဲစစ်ဆွဲဟာအနေနဲ့ဆွဲနဲ့ပေါင်းပြီးတော့ကျွန်တော်ရဝမ်ဂျာမွတ်စလင်ရဲ့တမိုင်းပါဘုံပါမြေပုံကနေတစ်ဆင့်ပျောက်လိုက်ဖို့ချိုးစားတာဒါပေမဲ့ပတ်ထနိုင်ကောင်းလိမ့်မယ်လို့ကျွန်တော်ယူဆလိုက်ပါတယ်ဘယ်လိုဆိုတော့အဲ့ဒီတမိုင်းကိုရဝမ်ဂျာတမိုင်းကိုဘယ်တော့ပြောင်းနိုင်မှာဘုံပြောင်းနိုင်မှာမဟုတ်ဘူးအဲ့ဒီမြေပုံကနေတစ်ဆင့်မြေပုံပါပြောင်းနိုင်မှာမဟုတ်ဘူးလို့ကျွန်တော်အတိပရှင်ပါတယ်ဘုချောင်မကြီးမင်းအောင်လိုက်ကျေးဇူးတင်ပါတယ်နော် Around the world I am Mangsomo and a representative from our Rohingya people to complaining the history of the Rohingya people around the world. The elected parliament members and leader representatives. The list of elected parliament member and leader representatives who were local Islamic Arkan Estate are as follows. Post name constituency. In 1936, MGC, Ugani Markin, Budidong and Mangdo Township. In 1946, MLC, Upoking, Akab, Western, part of MLC, U Sultan Ahmad, Mangdo. MLC, U Abdul Ghaffar, Budidong. In 1951, MP Abdul Ghaffar, Budidong, Naud. MP Abul Bashar, Budidong, South. MP U Sultan Ahmad, Mangdo, Naud. MP Da'ayun, called Da Mazura Begum, Mangdo, South. In 1956, MP U Izarmia, Budidong, Naud. MP U Sultan Ahmad, Budidong, Naud. MP U Abul Bashar, Budidong, South. MP U Sultan Ahmad, Mangdo, Naud. MP U Abul Khair, Mangdo, South. MP U Abdul Ghaffar, Budidong and Mangdo, Upper House. In 1960, MP U Abul Bashar, Budidong, South. MP U Sultan Mahmud, Budidong, Naud. MP U Abul Khair, Mangdo, South. MP U Rashid, Mangdo, Naud. MP U M.A. Subhan, Budidong, Mangdo Township, Upper House. Those are the history of the Rohingya of Burma in Arkan State, which is generally and purposely called the evidence of the Rohingya people. They were ethnic indigenous citizenship of Burma. Please listen
what we complain up to on the wall, including United Nations Security Council and State Department and UK and Asia countries around the world. Please intervene. At Arkan State, there were generally genocide on the Rohingya people. We are most particular percent and Rohingya people around the world. We are looking toward to help from the world to our Pacific people called the Rohingya people. Hope that you will be help us in this bad circumstance and bad condition and bad situation. Thank you very much.